မနေ့ဖန်ဒီမဆောင်နိုင်တဲ့အတွက်ကြောင့်မလို့အိတ်တော့မဲလို့လုပ်တင်နေပြီးတော့ဗီဒီယိုလေးထပ်ပြီးတော့ရိုက်ပြီးတင်လိုက်ပါတယ်အဲ့ဒါမှလည်းဆိုလို့ရှိရင်အကုန်လုံးကတော့ကောက်ကိုစီနဲ့အိုးပြစ်အိမ်ပြစ်လမ်းပေါ်မှာနေရတဲ့အခြေအနေတွေလွမ်းနေပါကြုံနေရပါတယ်အထူးသဖြင့်ငလျင်တန်းခန်းစားနေရတဲ့လူတွေအကြောင်းကိုကျွန်တော်ပြောတာပါဆိုတော့ဒီခန်းစားနေရတဲ့လူတွေအကုန်လုံးကကိုယ့်ရင်နဲ့ကိုယ်မပြန်နိုင်နော်ငလျင်ရဲ့နောက်ဆက်တွဲဒဏ်တွေပေါ့ယောဂါတွေကိုခံစားနေရတယ်ဥပမာငလျင်လှုပ်ပြီးတဲ့အခါကျလို့ရှိရင်ဒီမူးတဲ့ဒဏ်ပေါ့နော်ကျမတို့အသက်အရွယ်ရှိတဲ့လူတွေတော့ဖြစ်မလားတော့မသိဘူးကျမဆိုလို့ရှိရင်အခုငလျင်လှုပ်ပြီး9ရက်ရှိနေပြီသို့ပါတော့လဲဒီခုချိန်ဒီရိတ်တိတ်နဲ့မူးတာတွေထိုင်နေရင်းနဲ့မူးနေတာတွေဒီလိုမျိုးဒီဘယ်လိုခေါ်လဲ post syndrome နေခံစားနေရတာပေါ့နော်ခံစားနေရတော့ကိုလိုပဲဒီကြောက်စိတ်ဖြစ်နေတဲ့လူတွေအကုန်လုံးအများကြီးရှိမယ်ဆိုတော့ကျွန်မယုံကြည်တယ်ယုံကြည်တော့လူတွေအကုန်လုံးကအိမ်ရှိတယ်ရာရှိတယ်ဆိုပေမဲ့လည်းကိုယ့်ရင်ကိုယ်ရအောင်ပြန်ပြီးတော့အိတ်ခွင့်မရနေခွင့်မရစားခွင့်မရတဲ့အခြေအနေတွေအများကြီးကြုံနေရတယ်ဒီလိုအခြေအနေမှာအခွင့်ကောင်းယူနေတဲ့သူတွေကိုအံ့ဩဗနန်းကျွန်မအများကြီးတွေ့လိုက်ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီကိုယ့်အိမ်ကိုအိမ်ပြရပြထားခဲ့တဲ့အချိန်လေးမှာကိုယ့်အိမ်ကိုပြန်ပြီးတော့အချိန်လေးဘယ်လိုလဲလို့သွားကြည့်လိုက်တဲ့အချိန်မှာအိမ်မှာပစ္စည်းတွေမရှိတော့ဘူးတဲ့ကြည့်ပါဦးဘယ်လောက်ထိလူတွေရက်ဆက်ကြလဲပေါ့နော်ဒုက္ခရောက်နေတဲ့သူအချင်းချင်းဆိုတော့ကုညီဖေးမရမယ်ဆိုတဲ့ဟာကဘယ်ရောက်သွားလဲပေါ့နော်ကျမတို့မြန်မာလူမျိုးတွေဖြစ်တယ်မြန်မာလူမျိုးဆိုတာဆိုတော့စေတနာတရားအင်မတန်မှထက်သန်တဲ့လူတွေလို့ကျမတို့ကယုံကြည်ထားတဲ့ဟာပေါ့နော်ယုံကြည်ထားကြတယ်ကိုယ်တိုင်လည်းဒီလိုမျိုးတီလာတမာတိတွေနဲ့နေထိုင်ကြင်ကြံကြတဲ့လူတွေလိုပဲကျွန်မထင်တယ်ပေါ့နော်ကျွန်မအခုတွေးရင်းနဲ့ပဲဘာဖြစ်လာလဲဆိုတော့လူတွေဟာဆိုပါစို့ဒီလူတိုင်းပေါ့နော်ဒီတီလာတရားနဲ့နေဖို့ခက်ခဲကြပါလားလို့ကျွန်မမြင်လာတယ်ဆိုတော့ဒီကိုမှဆုံးရှုံးသွားတယ်လို့ကိုတော်မှသူများပစ္စည်းကိုလိုချင်တယ်ဆိုလို့ရှိရင်တခြားလူမှလည်းကိုစုဆောင်ထားတဲ့ရှာဖွေထားတဲ့ပတ်စံတွေနဲ့ဝယ်ယူထားတဲ့ပစ္စည်းဥစ္စာတွေကိုသူများတွေလည်းတန်မိုးထားမှာပဲသူများတန်မိုးထားတဲ့ပစ္စည်းကိုမှဒီဆိုတော့ကိုကောဆိုတော့အလကားပေါ့နော်ဒီဆိုဒီလိုချင်ပြီးတော့တင်ထားမယ်ဆိုတော့ဘာအကျိုးရှိလို့လဲဒါတွေကိုရောင်းစားမယ်တနေရာကိုရောင်းစားမယ်မန်လေးကနေပြီးတော့ဒီပစ္စည်းတွေယူပြီးတော့ဒီတဆင့်နဲ့ပေါ့လေဆိုပါစို့ဒီမောင်ကိုဈေးကွက်တွေပဲဖြစ်ဖြစ်တခိုးဈေးနဲ့ပဲဖြစ်ဖြစ်ဒါတွေအကုန်လုံးနဲ့ယူပြီးတနေရာမှာရောင်းမယ်ဆိုရင်ဘယ်လောက်စားရမှာမို့လို့လဲချမ်းသာသွားမှာမို့လို့လားအဲ့ဆိုကျမတို့ကဒီအကျင့်စာရိတ္တလေးတွေကိုလည်းပြုပြင်မှုအချိန်မီပြုပြင်မှုလည်းလိုတယ်ဆက်ပြီးတော့လည်းဒါတွေကိုဆက်မလုပ်ပါနဲ့လို့ကျွန်မမေတ္တာရက်ခံချင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူလည်းပူနေတယ်အခုခိုးတယ်လို့ဆိုလူတွေလည်းပူနေရတာပဲမဟုတ်ဘူးလား။ပူနေရတဲ့သူချင်းချင်းကိုဒါမျိုးလေးတွေဆက်မလုပ်ဖို့ကျွန်မမေတ္တာရက်ခံခြင်းတဲ့ကြောင့်ဒီဗီဒီယိုလေးကိုဒီညအိတ်ခါလေးမှာကျွန်မတင်ပေးလိုက်တာပါလို့တောင်းပန်ပါတယ်ဆက်မလုပ်ပါနဲ့အကုန်လုံးကတော့ကတွေနေပါလို့အဲ့ဒါနားလည်ပြီးတော့ရပ်ပေးကြပါလို့ပြောချင်ပါတယ်ကျေးဇူးပါ။